Hello，大家好，朱老师吧。好久不见，没对大家比老师喽。老师回家班6年的兄弟，我说老师没对面撇的，好比。阿说老师喽，HSK2 lesson 1ရဲ့ grammar လေးဆက်ကြည့်အောင်老师。好比老师高兴哩个要，老师要闹嘛 ，buff 来没过咯，老师 buff 闹完汤不？老師啲卡要了老師啊，ဘလို့ချင်းနေမှာတုံးလဲဆိုတော့တခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာ老師က要ကိုတုံးမယ်။ဥပမာ老師တို့ငါထမင်းစားမယ်။အရှင်ညီမလို့ဆိုတော့要ရတဲ့ပါဆိုမယ်လို့တုံးလိုက်ရတယ်ပေါ့နော်။မယ်လို့မလို့တုံးလိုက်ရတယ်။မယ်။ဒါမှမဟုတ်老師မလို့တုံးလိုက်ရတယ်။အဲ့တခုလုပ်ဖို့老師ဆုံးဖြတ်ချတာဆိုတော့老師ပြောလို့မျိုးပဲ။ဥပမာငါထမင်းစားမယ်ဆိုရင်ထမင်းစားဆုံးဖြတ်ချရတာဟုတ်တယ်မလား။အဲ့ကြောင့်老師我要吃饭ငါထမင်းစားမယ်။အဲ့လိုပေါ့老師တခုလုပ်ဖို့ဆုံးဖြတ်ချတဲ့အခါမှာ老師ကဒီ要ဆွဲချလို့တုံးမယ်။ကျောင်းလုံးမှာ buff လိုက်တယ်။ဥပမာ老師ပြော要買ဝယ်မယ်要去သွားမယ်要吃စားမယ်တခုလုပ်ဖို့老師ဆုံးဖြတ်ချလိုက်တာဟုတ်ပြီနော်老師ဟုတ်ပြီအောက်က example လေးကြည့်အောင်小碗要去小碗啊要去သွားမယ်我不想去我ငါကတော့不想မချင်ပါဘူးတဲ့အဲဆို不啊မ想啊ချင်တယ်不想ဆိုတော့မချင်ဘူး去ကသွားတယ်ငါတော့မသွားချင်ဘူးဒါကြည့်မယ်နံပါတ်1你要吃米饭吗你那个要没吃ကစားတယ်米饭ကထမင်းမကလာ你要吃米饭吗你ထမင်းစားမှာလားပြန်ပြောလေ老师我不想吃米饭我ငါက不想吃မစားချင်ဘူး米饭ထမင်းဆိုတော့我不想吃米饭ငါထမင်းမစားချင်ဘူး我要去香店我ငါကဆို要ကမယ်去ကသွားတယ်要去သွားမယ်香店 store ဆိုင်ငါ store ဆိုင်ကိုသွားပြီးတော့買ဝယ်မယ်一字ထိုင်ကုန်အဲ့တော့ငါ store ဆိုင်ကိုသွားပြီးတော့ထိုင်ကုန်ဝယ်မယ်အဲ့တော့老师တို့store ဆိုင်ဆိုတာ老师ချိုင်းစီမှာရှိရဲ့ရှန်တီရဲ့ store ဆိုင်ဆိုတာလေ老师ပစ္စည်းအများကြီးရောင်းနေအစုံနဲ့ရောင်းနေဆိုင်လို့ပြောနော်老师မြန်မာနိုင်ငံ store ဆိုင်လို့ပြောတာမဟုတ်ဘူးနော်ငါဆိုင်သွားပြီးတော့ဖန်ကုန်ဝယ်မယ်你要去吗你那个要ကမယ်去ကသွားတယ်မကလာ你要去吗你သွားမလားပြန်ပြောတယ်我不去ငါမသွားဘူး我不想买椅子我ငါက不想မချင်ဘူး买ကဝယ်တယ်椅子ကဖန်ကုန်အဲကြောင့်老师我不想买椅子ငါဖန်ကုန်မဝယ်ချင်ဘူး老師ပြောရမယ်ဆိုရင်老師ပြောတဲ့要ကကိုတစ်ခုလုံးလုပ်ဖို့ဆုံးဖြတ်ချရတဲ့အခါမှာဒီ要ရဲ့ structure လေး老師တုံးမယ်ပေါ့နော်要吃စားမယ်要睡အိပ်မယ်好比說老師ဆက်ကြည့်အောင်နောက်တစ်ခုက老師最နောက်မှာ老師 adjective ဒါမှမဟုတ်老師 mental buff တွေလိုက်တယ်ပေါ့နော်老師 adjective တွေက老師 HSC1 လုံးကအများကြီးတင်ပြီးသားပေါ့နော်老師最က老師ဂိတ်ဆုံးပေါ့နော်老師 superlative degree ပေါ့နော်老師 degree နောက်ပြီးဆုံးဂိတ်ဆုံး老師ပြောတာ最老師ညီမလို့ဆိုရင်老師ကဆုံးဥမာအကောင်းဆုံးအကြိုက်ဆုံးအလှဆုံးအချောဆုံးအဲ့ဒီဆုံးနောက်မှ老師 adjective လိုက်တယ်ဒါမှမဟုတ်老師 mental buff တွေဆိုတော့老師ပြောတဲ့စိတ်ခံစားမှုဖော်ပြတဲ့ buff တွေပြောဥမာချစ်တယ်ကြိုက်တယ်မုန်းတယ်အဲ့လိုပေါ့နော်老師တို့တတိရတယ်အဲ့လိုမျိုး老師တို့စိတ်ခံစားမှုဖော်ပြတဲ့ buff တွေကို老師 mental buff လို့ခေါ်တာနော်老師တို့ဟုတ်ပြီအဲ့တော့老師တို့ကြည့်အောင်နံပါတ်1大卫的汉语大卫ဆိုတော့老師 David ရဲ့汉语တရုတ်စာလေးကတရုတ်စကားလေးကပေါ့နော်老師တို့最好အကောင်းဆုံးဖြစ်ပါတယ်我ငါက最喜歡အကြိုက်ဆုံး吃ကစားတယ်米飯ကထမင်းအဲကျတော့我最喜歡吃米飯ငါကထမင်းစားရတာကိုအကြိုက်ဆုံးပဲ好的，库里亚老师他的对眼睛မျက်လုံး是眼睛ကမျက်လုံးเนาะသူ့ရဲ့မျက်လုံးက最ကဆုံး漂亮辣爸多အဲကျတော့他的眼睛最漂亮သူ့ရဲ့မျက်လုံးလေးကအလှဆုံးပဲဟုတ်ပြီเนาะအဲ့တော့老師ပြောတဲ့最နောက်မှာ adjective ထည့်ပြီးအောင်မယ်เนาะ老師လွယ်လေးပဲနောက်တစ်ခုလေးက老師တို့ကြည်ဆိုတာအရင်တုန်းက老師တင်မှုတယ်သူ basic level မှာတော့ပေါ့เนาะ老師တို့ဒီ HSC ဘက်မှာတော့老師တင်မှုတယ်ကြည်ရဲ့အဓိပ္ပာယ်ကို老師ကဘယ်နယ်လို့မှတ်ခဲ့ဟုတ်တယ်မလားဘယ်နှစ်ခုဘယ်နှစ်ကောင်ဘယ်နှစ်ယောက်ဘယ်နယ်လို့မှတ်ခဲ့ဒီခါ老師တို့ HSC ပြောတဲ့အခါကျတော့ကြည်ရဲ့အခြားအဓိပ္ပာယ်တစ်ခုအခြားအဓိပ္ပာယ်တစ်ခုထိုက်ရတယ်ကြည်ရဲ့အဓိပ္ပာယ်老師အချို့ဆိုတဲ့အဓိပ္ပာယ်ရမယ်ပေါ့เนาะ老師တို့ तू က question မဖြစ်တော့ဘူးပေါ့เนาะ老師အချို့ဆိုတဲ့အဓိပ္ပာယ်ရမယ်ဒါပေမဲ့老師တို့ကြည်ဆိုတာ老師သုံးတဲ့အခါမှာ
တက်ကနေပြီးတော့30ဘုံတော့30အောက်ခဏန်းညောဆိုတုံးတဲ့အခါမှာတုံးများတယ်ဘုံနော်30အောက်ခဏန်းညောလို့ဆိုတုံးများတဲ့အခါမှာကြည်ကိုတုံးတယ်ကြည်နောက်မှာတော့ဆိုတော့ mesh out လိုက်တယ်နောက်မှာနောင်းလိုက်တယ်ဆို mesh out ကြောင့်တော့ဆိုအချက်စီတော့မှရရှင်းပြီလားနော်ဆိုဟုတ်ပြီအဲ့တော့အောက်ကကြည့်အောင်车上车တော့ဆိုကား上啊အပေါ်မှာကားပေါ်မှာ有戏几个人ဆိုဒီမှာ几တော့ဆိုပြောအချို့လို့ပါလားပြန်几个人ဆိုတော့လူအချို့ဆို车上有几个人ကားပေါ်မှာလူအချို့ရှိတယ်အဲ့လိုဖြစ်မှာပေါ့နော်ဆိုအဲ့ကျတော့ဒီမှာ question ဖြစ်မသွားဘူးနော်ဆိုတော့ဒီကြည်ဆိုတဲ့စကားလုံးကတော့ဆိုပြောအချို့ဆိုတော့ဆိုပေါ်ပြတာမေးခွန်းဖြစ်မသွားဘူးနော် question ဖြစ်မသွားဘူးဥမာ我想买几本书我က想买ဝယ်ခြင်းတယ်ကြည်ကအချို့本书ဆိုတာစာအုပ်ဆို本ဆိုတာက书ရဲ့ measure ဝင်နော်ဆိုတအုပ်နှစ်အုပ်ကိုပြော我想买几本书ငါစာအုပ်အချို့ဝယ်ခြင်းတယ်那么东方老师我们ငါတို့တွေက要不要要ကမယ်不要ကမမယ်ဘူးနောက်က老师买ဆိုတာကဝယ်အဲ့တော့要不要买ဆိုတော့ဝယ်မလားမဝယ်ဘူးလားတဲ့几个အချို့新的တစ်的椅子ဖတ်နိုင်ကုန်နေအဲ့တော့老师新的椅子ကကြောနောင်ဖြစ်မယ်ပေါ့နော်အတွေ့လိုက်ကြည့်အဲ့တော့我们要不要买几个新的椅子ငါတို့တွေဖတ်နိုင်ကုန်အတစ်အချို့ကိုဝယ်မလားမဝယ်ဘူးလားအဲ့ဒီပဲတရားမယ်နော်老师တို့ဟုတ်ပြီအဲ့ဆို老师တို့ဆက်ကြည့်အောင်အဲ့တော့老师တို့ကဒီကြီးကိုတုံးတဲ့အခါ老师တို့ကပြောတယ်တစ်ကနေပြီးတော့30အောက်ပေါ့နော်30အောက်老师တို့ကတုံးတာဖြစ်တဲ့ကြောင့်မို့老师တို့ကကြီးကိုတုံးတယ်老师ပြောဘူးပဲဒါပေမဲ့老师တို့က30အထက်ကိုလည်းတုံးရလားဆိုတုံးလို့ရသေးရဲ့ပေါ့နော်老师တို့30အထက်ကို老师တို့30နဲ့20ကြားပေါ့နော်30နဲ့20ကြားထဲမှာ老师တုံးကျင်တယ်ဆိုရင်ဒီမှာ老师တို့十几个人ဆိုတာ老师တို့十几个人ဆိုတာ30အထက်20ကြားထဲမှာရှိရဲ့ပမာဏ老师ကဖော်ပြတာဥမာ10个人ဆိုရင်老师ကလူ10ယောက်ဖြစ်မှာလေ10个人ဆိုတာလူ10ယောက်အဲ့တော့လူ10ယောက်အထက်အပြောရင်30ကနေ20ကြားထဲမှာရှိရဲ့ဒီပမာဏ老师ပြောချင်တယ်ဆိုရင်十几个人လို့သုံးမယ်ဟုတ်ပြီနော်老师တို့是几ကခဏရဲ့နောက်မှာကိန်းရဲ့နောက်မှာရောက်မယ်ပေါ့နော်老师တို့几ကအကယ်၍老师တို့က20ကနေပြီးတော့100ကြားပေါ့နော်老师20ကနေပြီးတော့100ကြားမှာ老师သုံးချင်တယ်ဆိုရင်တော့几十个人လို့တောင်းရတယ်ပေါ့နော်几ကို老师10ရဲ့10ခဏရဲ့10မပို့ပေးရတယ်老师几十个人ဆိုရင်လည်း老师ပြောတဲ့လူ100ကြားထဲမှာပေါ့နော်老师ဒီကြားထဲမှာရှိရဲ့老师ဒီပမာဏ老师ဖော်ပြအတိအကျပြောတာမဟုတ်ဘူးလေ老师ပြောဖို့ပါတယ်လူ1ယောက်ဆို1个人လူ2ယောက်ဆို2个人လူ3ယောက်ဆို3个人အဲ့လိုခဏအတိအကျပြောလို့ရတဲ့ဟာ老师မအဲ့လိုမပြောချင်လို့老师ကကြည်နဲ့ဖော်ပြီးဖော်ပြပြီးတော့တုံးတာအားကြောင့်မို့老师ပြောလို့မျိုးပဲကိုက1ယောက်ရှင်1ယောက်2ယောက်ရှင်2ယောက်3ယောက်ရှင်တော့ပြောအကယ်အဲ့လိုပြောချင်မှုဆိုရင်တော့ကျွန်တော်ကကြည်နဲ့တုံးမယ်ကြည်个人လို့ဖော်ပြလို့ရတယ်ဒါပေမဲ့30အထက်ဆိုရင်တော့老师30နဲ့10ကြားမှာဆိုရင်တော့10几个人လို့တုံးလို့ရပြီးတော့20ကနေ100ကြားထဲမှာရှိတဲ့လူတွေဆိုတော့老师တို့က几十个人လို့တုံးလို့ရတယ်အဲ့ဒီ个နဲ့ရန်တဲ့နေရာမှာ老师ကနောင်းနဲ့မက်ရှာဝက်ကို老师အခြားသောမက်ရှာဝက်တွေအခြားသောနောင်းတွေ老师အစားထိုးပြောသွားလို့ရတယ်နော်老师တို့好，比赛讲啊，这副老师老师那从 grammar 里啊，老师多老师多喺呢边များ一些不喏，老师因為多喺呢邊噶，多喺你啊不喏，都些你啊不不代表老師多喺呢邊များ一些。你們這個老師多啊，給多老師啦，而且這輪我都沒說老師多喺呢邊များ多所以呢邊呀沒。但係老師哎多喺呢嘛，多喺鬧嘛，老師話差到而且這擺所以老師多喺呢邊噶，不老所以呢邊呀沒。我嘛多大。ဘလောက်ကြီးတာလဲဘလောက်ဆိုတဲ့အိဗယ်ရမယ်เนาะ老師ဒါပေမဲ့ခါကျတော့မကြောက်老師တို့ကတောကိုကိန်းတဲ့老師တွဲပြီးသုံးမှာအဲ့ဒါတွဲသုံးတဲ့အခါမှာ老師တို့ကဘယ်လိုအိဗယ်ရလဲဆိုတော့တောရဲ့အိဗယ်ကကြော့ကြော်ဆိုတဲ့အိဗယ်ရတယ်ကြော့ကြော်ပေါ့အဲ့ဒါပဲကြည့်အောင်老師တို့ကတစ်ကနေ30ကြားထဲမှာပေါ့เนาะတစ်ကနေ30ကြားထဲမှာ老師တို့ကကြော့ကြော်သုံးချင်တယ်ဥပမာ3ယောက်ကြော့ကြော်5ယောက်ကြော့ကြော်10ရက်ကြော့ကြော်2လကြော်ကြော်အဲ့လိုတုံးနေတယ်ဆိုရင်တော့老師တစ်ကနေပြီး10ကြားထဲမှာတုံးနေတယ်ဆိုရင်老師တို့ကဘယ်လိုသုံးရမလဲဆိုတော့အောက်မှာကြည့်ကြည့်အောင်3個多星期老師ပုံမှန်ဆိုရင်3個星期ဆိုတော့老師ပါလေ3ပတ်ကြာချိန်3ပတ်ကြာချိန်就3ပတ်ကြာချိန်ကြော်ကြော်ဆိုရင်老師တို့က3個多星期လို့သုံးမယ်ဆိုတဲ့အိဗယ်က老師တို့ measure word နဲ့နောက်မှာတော့လိုက်မယ်ပေါ့နော်老師 measure word နောက်မှာတော့လိုက်မယ်ဥပမာ老師တို့လူ9ယောက်ကြော်ကြော်ဆိုရင်5個多人5個多人လူ9ယောက်ကြော်ကြော်ဥမာ6လကြော်ကြော်ဆိုရင်6個多月6လကြော်ကြော်6個多月老師ပြောတဲ့
ကြောကြော同学呢ကနန်းကတစ်က20ကြားထဲမှာရှိမယ်ဆိုရင်အဲ့多ဆိုတဲ့စကားလုံးကိုမရှောက်ရဲ့နောက်မှာထားဟုတ်ပြီကြည့်မယ်အကယ်၍တော့ရှုတို့ကဒီ多က30ရဲ့အထက်ဘုံတော့30အထက်ကနန်းတွေသုံးချင်တယ်ဆိုတော့ရှုတို့က多ကိုတော့ရှုမရှောက်ရဲ့အရှိမပြန်ပို့ဟုတ်နော်ကြည့်ကြဒီမှာဆိုရင်တော့ရှုတို့30ရဲ့အထက်ဆိုတော့10多个月10多个月ဆိုတော့10လကြောကြော20多块钱2020多啊九九块钱ဆိုတော့ပတ်စံ20多块钱ဘာလဲတော့ပတ်စံ20九九ပေါ့နော်老师20ကျပ်九九80多个人80ဆိုတော့80多က九九个人ဆိုတော့လူ80多个人ဆိုတော့လူ8ရောက်80九九လို့ဒီပဲရမယ်ဟုတ်ပြီဒါဆိုရင်老师ဒီနေ့တင်သွားတဲ့သင်ခန်းစာတွေအကုန်လုံး老师နားလည်သွားလိမ့်မယ်လို့老师ပြောနေပါတယ်အဲ့ဒါဆို老师နောက်ဗီဒီယိုမှာပဲဆက်တွေ့ရအောင်老师တို့ bye bye